ကဲမေးပါအောင်မယ်ဒီဖွဲ့တွေလောကမှာရှာရအခက်ဆုံးကဘာလဲရှာရအရန်ခတ်တာဒီထဲမှာလည်းရှိကောင်းရှိနိုင်တယ်ရှာရတော့တော်တော်ခတ်တယ်ရှာရအခက်ဆုံးကဘာလဲလောကမှာအချစ်စစ်ပြောပြီးကဲထပ်မေးမယ်ဗျာလောကမှာရှာရအလွယ်ဆုံးကျွန်တော်တို့တွေ့နေပြီနော်ကျွန်တော်တို့တွေ့နေပြီလွယ်လုံးလို့တွေ့နေပြီဘာများဖြစ်မလဲအလွယ်ဆုံးနဲ့အခက်ဆုံးလောကမှာရှာရအလွယ်ဆုံးကဘာလဲကဲလက်ညှိုးလေးထောင်ရအောင်လက်ညှိုးလေးဒီလိုထောင်ရအားလုံးထောင်ရအားလုံးထောင်ရโอเคကဲကျွန်တော်ကြည့်ပြီးပြောမယ်နော်ကဲလိုက်ဆိုပါအောင်လောကမှာရှာရအခက်ဆုံးကကိုယ်အပြစ်ထိုးကိုယ်အပြစ်ကဲကိုယ်အပြစ်ဟုတ်တယ်ပြန်ပြောမယ်လောကမှာရှာရအလွယ်ဆုံးကသူများအပြစ်အေးဟဲ့နေအဲ့လိုပေါ်တင်မကြည့်နဲ့လီကာနာမှာရက်နေတဲ့ဟိုတယောက်တွေ့လားနှစ်ဖူးပြောင်နဲ့သူ့ကိုသူဘာများမှတ်နေလဲမသိဘူးဝစ်ထားတဲ့ဒီဇိုင်းကအမလီကြည့်လို့မရအောင်အမြင်ကတ်စရာဟုတ်လားလွယ်တယ်ကိုအားနေချက် तू မမြင်ဘူး तू မြပြောပြီဟိုတယောက်ကြည့်မျက်လုံးကဆွေဆောင်းဟုတ်လားအေးဒါပဲအဲ့ဒီဖြစ်ချင်းတွေကဘာလဲအပြစ်ကလာတဲ့အရာတွေအပြစ်ကလာတဲ့အရာတွေအဲ့ဒါရှင်းလင်းသိဖို့လို့ဆိုတော့ယောဟန်ခန်းကြီး8နော်3ကနေ9လောက်ထိကြည့်မယ်ဆိုရင်ဘသူတွေကိုတွေ့ရလဲကျမ်းတက်နဲ့ဖာရိရှဲနဲ့ဘသူကိုခေါ်လာလဲမှားယွင်းခြင်းအမှုကိုပြုသောမိန်းမတစ်ယောက်ကိုခေါ်လာတယ်ဘာပြောလဲကိုရောတဲ့မှားယွင်းခြင်းကိုပြုနေစဉ်မှာတဲ့ကျွန်တော်တို့တွေ့တယ်တဲ့မောရှေရဲ့တရားအတိုင်းဆိုသူ့ကိုကြောက်ခဲနဲ့ပေါက်ရမယ်ကိုရောဘလို့စီရင်မလဲတဲ့ကိုရောဘလို့လုပ်မလဲတဲ့မပြောဘူးလားဖာရိရှဲတွေကသူတို့ဖြောင်းမတ်တော်သူတင်ကြည်တော်သူတန်ရှင်းတော်သူလို့ထင်တယ်ဟိုတယောက်ကိုပဲအပြစ်မြင်တယ်ဒါပေမဲ့ယေရှုဘာပြောလဲငါမှအပြစ်မရှိဘူးလို့ပြောတဲ့သူကအရင်လို့ငါမှအပြစ်မရှိဘူးဆိုတဲ့လူကလောက်ကွာနော်ပြစ်ဆိုတော့ဘာဖြစ်လဲသူတို့လောက်လားဘယ်လောက်ရဲမလဲသူတို့လည်းဘာဖြစ်လဲအပြစ်ရှိတယ်လူကာ16:15မှာကဲလိုက်ဆိုကြည့်ပါဦးယေရှုကလည်းသင်တို့သည်လူများတို့ရှေ့မှာဖြောင်းမ